ကောင်ကဘယ်မှာပြောလဲဆိုတော့ရှင်ထဲမှာပြောတယ်ဝတ်ထဲမှာပြောအဲ့ဒီဝတ်ကိုချင်လို့ပါဆိုပြီးတော့ရေလေးတွေချိုးပြီးတော့ရှမ်ပူနဲ့မွေးနေအောင်ထားအဲ့တော့ဝတ်ကရေလဲစိတ်ညစ်သူ့ရဲ့ကဘာကအဲ့ဒီခါခုတ်သူ့ကဘာကရှုံဘောမှာပြရဲမှာဝတ်ထဲမှာနန်စောနေအောင်လည်းမပြောအဲ့လိုပဲအပြစ်သားရဲ့ကဘာပါလဲလူကြီးရဲ့ကဘာအဲ့ဒါကြောင့်ကိုအပြစ်သားလားဘုရားသားလားလို့ကိုကသိကျင်နေဆိုရင်ကိုဘယ်ကဘာမှပြောတာကိုဘယ်ကဘာမှပြောတာဘုရားခင်ကိုချီးမွမ်းတဲ့နေရာမှာပြောတာလားကိုရဲ့ဝိညာဉ်မှာဒါမှမဟုတ်နက်ကလပ်လိုနေရာမျိုးအရက်ဝိုင်းလိုနေရာမျိုးဒါမှမဟုတ်ဖဲဝိုင်းလိုနေရာမျိုးအဲ့လိုနေရာမျိုးမှာပြောတာကြည့်လိုက်တာနဲ့သိတာဆရာပြောချင်တာပါလေဝက်ကဟိုတဲမှာပြောတယ်လောက်ကကြီးတွေထဲမှာပြောတယ်အပြစ်သားကအပြစ်ဒုစရိုက်လုပ်တဲ့ထဲမှာမနာခံခြင်းအပြစ်ကိုကျူးလွန်ခဲ့တဲ့အာဒါနဲ့အေဝါရဲ့မျိုးဆက်တွေဖြစ်လာတဲ့ကျွန်တော်တို့တွေအားလုံးအမိဝမ်းထဲမှာပရိသေတွေခံယူစဉ်မှာပင်အပြစ်ရဲ့မျိုးစေ့ရလာတဲ့အတွက်ငငယ်ကလေးကလိမ့်တတ်တယ်ကိုတတ်တယ်သူတစ်ပါးနဲ့ရံဖြစ်တတ်တယ်သူတစ်ပါးကိုကောင်းပြောတတ်တယ်အခုခုဖြစ်လာကျွန်တော်လုပ်တာမဟုတ်ဘူးအကိုလုပ်တာအမှန်လုပ်တာသူလုပ်တာကိုဖြစ်ပဲတော့မဟုတ်ဘူးလုပ်တတ်ကြအပြစ်သားတွေအားလုံးအပြစ်နဲ့ကြွယ်ဝတဲ့ကဘာကြီးဖြစ်အဲ့ဒီကဘာကြီးကိုကယ်တင်ဖို့အတွက်ကယ်တင်ရှင်ယေရှုကကြွဟာလေလုယာအာမင်အဲ့ဒီယေရှုကကြွလာတဲ့အခါမှာသင်ကိုခုနကဝက်ကိုရေဆေးပေးသလိုစပ်ပြာနဲ့တိုက်ပေးပြီးတော့ရေနဲ့ဆေးပြီးတော့သင်ရဲ့အပြစ်ကိုဆေးပေးတာပေါ့အဲ့ဒါကိုနားလဲစေလောက်ကောင်လေးကိုစပ်ပြာနဲ့ရှမ်ပူနဲ့ဆေးပြီးတော့လောက်ကောင်ဖြစ်ချင်းတရားထဲမှာပဲထားတဲ့တရားမဟုတ်ဘူးမနာခံခြင်းအပြစ်ကိုကျူးလွန်ခဲ့တဲ့ပထမအာဒံရဲ့အပြစ်တွေအားလုံးကိုလက်ဝါးကားလိုက်မှာသူ့ရဲ့အသွေးတော်နဲ့တွန်းလောင်းပြီးတော့သင်ရဲ့ဖြစ်ချင်းတရားကိုအပြစ်သားအဖြစ်ကနေဖယားသားအဖြစ်ကိုပြန်ပြောင်းပေးတာဖြစ်တယ်ဟာလေလုယာအပြစ်သားကိုအပြစ်လေးဆေးပေးတာမဟုတ်ဘူးအပြစ်သားကိုအပြစ်လုံးကနေဆွဲထုတ်ပြီးတော့ဖယားသားဖြစ်အောင်ယူဆင်စေခဲ့တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာအာမင်ဒါကိုနားလဲစေတချို့ကဒါကိုနားမလဲတဲ့အခါမှာအမြဲတမ်းဒုတိယအချိန်ပြန်လဲကျွန်တော်ဒီတစ်ခါတော့တကယ်စစ်မှန်တဲ့ဒုတိယအချိန်မူပါခြင်းခံယူပါတယ်ကျွန်တော်ဒီတစ်ခါတော့တကယ်ပြောင်းလဲပါတကယ်ပြောင်းလဲပါတကယ်ပြောင်းလဲပါတတိကခုနခါခံလဲခုနခါလဲဘာဖြစ်လို့လဲဆိုသိချင်တာသူတို့ပြောင်းလဲတဲ့အရာကသူတို့အပေါ်ယံခုနကပြောသလိုလောက်ကောင်ကိုရေဆေးပေးသလိုမျိုးလေးပြောင်းလဲဒီကနေ့သင်ကိုယေရှုဘုရားကသူ့ရဲ့အသွေးတော်အားဖြင့်သူ့ရဲ့တကိုးတော်အားဖြင့်သင်ကိုပြောင်းလဲပေးတာကသင်ရဲ့အပြစ်လေးကိုအပေါ်ယံလေးစီးကြောပေးတဲ့အရာပေါ့ဟာလေလုယာအာမင်သင်ရဲ့ဖြစ်ခြင်းတရားအားလုံးကိုခါရဲပြောင်းပြန်လာပေးတာဖြစ်ဟာလေလုယာအာမင်ဘယ်တော့မှအဲ့ဒီဘုရားသားကအပြစ်သားပြန်မဖြစ်နိုင်တော့အောင်ဘုရားကသိချာစေတာဖြစ်တယ်တကယ်ယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်လက်ခံလိုက်တဲ့နေ့မှာပင်လေပိုင်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့တစိမ့်ဒီကခြင်းကိုကျွန်တော်ခံရတယ်ဟာလေလုယာအာမင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့တစိမ့်ဒီကခြင်းခံရတဲ့သူတိုင်းဟာသေချာပေါက်ဘုရားသားဖြစ်တယ်ဘယ်သူကမှ cancel လုပ်လို့မရတဲ့အခွင့်အာဏာနဲ့ဘုရားကတစိမ့်ဒါကြောင့်စစ်မှန်တဲ့ပြောင်းလဲခြင်းမှာစစ်မှန်တဲ့ဒုတိယအချိန်ဝေးဖွားခြင်းမှာဘယ်တော့မှနှစ်ခါမွေးလို့မရဘူးဘယ်တော့မှသုံးခါမွေးလို့တစ်ချိန်တစ်ခါလေးနဲ့ပြီးပြောင်းလဲတာဟာလေလုယာအာမင်ဒါပေမဲ့ပြဿနာကဆရာတို့ကနော်တော်တော်များများရဲ့တက်တာတေချာနားမထောင်လို့လားဒါမှမဟုတ်သွန်သင်ပေးတဲ့ဆရာတွေကပဲတေချာမရှင်းပြတတ်လို့လားမသိခဏခဏ born again ဖြစ်နေတဲ့ Christian တွေတွေ့ရတယ်
ခဏခဏရေနဲ့ချင်းခံတဲ့ခရစ်ယာန်တွေတွေ့ရတယ်ဝမ်းနည်းစရာပေါ့မဖြစ်သင့်ပါဘူးတစ်ချိန်နဲ့အပီးယေရှုကပေးခဲ့တယ်ဓမ္မဟောင်းပါဆရာတို့ကိုဘုရားကအပြစ်ခွင့်လွှတ်ပေးတဲ့အရာကတရိစ္ဆာန်ရဲ့အသွေးနဲ့ခွင့်လွှတ်ပေးတာဂျိုးကလေးတိုးကလေးစိတ်ကလေးအဲ့ဒီအသွေးနဲ့ဆရာတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးတာဘယ်လိုအပြစ်လဲအတိမ်မှာလုပ်ခဲ့တယ်တစ်နှစ်ကိုတစ်ခါတစ်နှစ်လုံးမှာလုပ်ခဲ့တဲ့အပြစ်ကိုရစ်ပူဇော်လိုက်တဲ့အခါမှာအဲ့တစ်နှစ်လုံးတပြားကအပြစ်ကိုလွှတ်ပေးတယ်ဒါပေမဲ့ future နောက်နှစ်အတွက်မပါသေးဘူးအဲ့ဒီရစ်ပူဇော်ပြီးတော့နောက်တစ်နေ့ကနေစပြီးတော့သင်ဟာအပြစ်လုံးမိတယ်လဲတယ်ပြုတယ်သူတစ်ပါးမကောင်းကြံတယ်မကောင်းတဲ့အရာတွေလုံးမိတဲ့အရာတွေအားလုံးကိုနောက်တစ်နှစ်မှာလုံးတရိစ္ဆာန်ရဲ့အသွေးဟာသင်ရဲ့အတိတ်ကအဖြစ်ကိုပဲ cancel လုပ်ပေးနိုင် purify လုပ်ပေးနိုင်ဘုရားရဲ့ရှင်းပါဒါပေမဲ့ဘုရားကပိုကောင်းတဲ့နိလန်းကိုနောက်ပိုင်းမှာသေချာဆုံးအသုံးပြုတာလေအဲ့ဒီအရာကတော့ဘာလဲဆိုတော့သူ့ရဲ့သားတော်သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်တစ်ချိန်တည်းနဲ့အပြီးသင်ကိုတန်ရှင်းပေးလိုက်သင်ရဲ့ဖြစ်တည်ခြင်းကိုမှောက်နှံပေးလိုက်အပြစ်သားအဖြစ်ကနေဘုရားသားဖြစ်စေတဲ့ဒီဘုရားကပြင်ဆင်ပေးခဲ့အဲ့တော့ယေရှုရဲ့အသွေးတော်ကမနေ့ကအပြစ်အတွက်လည်းပါတယ်လို့ဒီနေ့အပြစ်အတွက်လည်းပါတယ်မနေ့ပြန်မှာလို့အုံးမဲ့အပြစ်အတွက်လည်းပါတယ်ဟာလေလုယာအာမင်အဲ့လိုပြောလိုက်လို့ငါတို့ကဘလို့ပဲပြည့်လို့ရရှိမှာငါတို့ကခွင့်လွှတ်ခြင်းရထားပြီးသားငါတို့ကြိုက်တယ်လို့ပြစ်တွေလုပ်လို့ရပြီဟဲ့ဆိုတော့ license to sin မဟုတ်ဘူးတင်ဟာစစ်မှန်တဲ့မွေးဖွားခြင်းဒုတိယမွေးခြင်းကိုခံရတော့လို့ဆိုရင်တင်ဟာဖြစ်ချင်းတရားပြောင်းသွားပြီဖြစ်တဲ့အတွက်တင်အပြစ်လုပ်တိုင်းမှာတင်မှာဖြစ်မလဲယုံမှာဖြစ်တယ်ဟာလေလုယာအရင်ကအပြစ်လုပ်ရတာပျော်တဲ့လူကအခုကျတော့အပြစ်လုပ်ပြီးရင်ဝမ်းနဲ့တက်လာတယ်အဲမှာဘုံတက်လာယုံတက်လာဖြစ်တင်ရဲ့ဖြစ်ချင်းကပြောင်းလဲသွားတယ်ဟာလေလုယာအပြစ်မှာပျော်နေသေးတယ်ဆိုတော့သိကြတယ်အဖြစ်သားသင်သိချယေရှုရှိမှပြတာလို့နောင်တရဖို့ repent လို့ကိုလေဘုရားကင်းတဲ့ remission ပြန်လဲတင့်မြချင်းရဖို့အတွက်ကျွန်တော်တို့ရဲ့လူရဲ့စွမ်းဆောင်မှုအဖြစ်ကျွန်တော်လုပ်နိုင်ဘာသာတရားရဲ့ဆုံးဆုံးမခြင်းတွေပြည့်ညက်တရားတွေကိုလိုက်နာခြင်းအဖြစ်ကျွန်တော်တို့လုပ်လို့မရခုနကကျွန်တော်ပြောခဲ့သလိုပဲဘာသာတရားတွေကောင်းတယ်သူတို့ပေးတဲ့ comment တွေကောင်းတယ်ပြည့်ညက်တရားတွေအရင်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီပြည့်ညက်တရားကိုကိုယ့်ရဲ့ဇာတိပဂရိနဲ့တကယ်လိုက်နိုင်လားဆိုတော့အပြေပေါ်တာကလို့ you can completely follow all the commandments တင်ဟာပြည့်ညက်တရားကိုအလုံးဝအုပ်စုံအားနဲ့ချက်မရှိစွာနဲ့လိုက်လို့လုံးဝမရဘူးဒါသိချပါအပြစ်သားကဘယ်လိုလုပ်ပြီးတော့ကောင်းတဲ့အရာကိုချိန်လုံးလုပ်သိရဲ့ဖြစ်ချင်းတရားမှမပြောင်းလဲဒါပေမဲ့ယေရှုပေးတဲ့အသွေးတော်ရဲ့တကောကိုယုံကြည်ပြီးတော့ဘုရားကိုယုံကြည်လက်ခံလာတဲ့အခါမှာသိရဲ့ဖြစ်ချင်းတရားကပြောင်းလဲသွားတဲ့အတွက်သိရဲ့ဆာလာမှုလည်းပြောင်းလဲလာဟာလေလုယာအာမင်အရင်ကဘိန်းစားရတာပြောတဲ့လူကအခုကျမ်းစာဖတ်ရတာပြောလာဟာလေလုယာအာမင်အရင်ကသူတို့ဘာလဲရဖြစ်ရတာကိုဖြစ်တဲ့လူကဒီကနေ့တရားစင်ရဲ့ပလင်ပေါ်မှာပြောတတ်လာဟာလေလုယာအာမင်ရှာရို GMF Gospel Music Festival လို့တော့ဖိလစ်ပိနာဖြစ်ပါတယ်ဆရာတပါမန်တိုဖာဖိလစ်မန်တိုဖာရုပ်ရည်လည်းချောရဲပါစတာနော်ကဲအမင်းသားရုပ်တယ်တောင်းရလဲကဲနေတာမဟုတ်ကဲရုပ်လည်းချောရဲညာလည်း
တရားဟောတာလည်းရန်ကောင်းသူ့ရဲ့တက်တဲ့ခံချက်တွေ YouTube ထဲမှာလည်းရှိပါတယ်ကြည့်ကြည့်လိုက်နော် Philip Mentor ပါအဲ့ဒီဆရာကြီးကအရင်တော့ဆိုရင်ပြတ်သားဘဝတရက်မှာရန်တစ်ခါတော့မဖြစ်ရအဲ့လိုမပြောဘူးအလောက်ထိကိုသူကရန်ဖြစ်တာပါသူ့ကိုထိုးလို့နှာခေါင်းပြီးသူထွက်နေရင်လည်းသူဘယ်လိုလဲဒီထဲမှာကျင်းနေတယ်သူနာကျင်နေရတဲ့ဥစ္စာကိုသူအရင်ပြောတယ်တမျိုးတော့တမျိုးပဲလက်တွေကျိုးတယ်နှာခေါင်းပြီးတွေကျိုးတယ်နှာခေါင်းသားတို့ရိုးတွေကျိုးတယ်နှာခေါင်းပြီးတွေထွက်တယ်ဟိုသွားတွေလည်းကျွတ်တယ်သူရန်ဖြစ်လို့အဲ့ထဲမှာကသူကပြုတ်ပြီးနောက်ကျတော့ gangster ဖြစ်လာသူ့ရဲ့ဒီကဇုကိုင်းမှာကောင်းဆုံးယေရှုနဲ့မတွေ့ခင်အချိန်ထိဒါပေမဲ့နောက်ပိုင်းမှာယေရှုနဲ့တွေ့သွားပြီးတဲ့နောက်ပိုင်းမှာလုံးဝအဲ့ဒီအရာတွေကိုလုံးဝမပြောနိုင်တော့အဲ့ဒါပြောရသူပြောတဲ့အရာကျမ်းစာဖတ်ခြင်းသူပြောတဲ့အရာယေရှုကောင်းမြတ်ကြောင်းကိုဝေငှခြင်းဟာလေလုယာအာမင်အဲ့လိုဒီသူပြောတတ်တယ်နောက်ပိုင်းမှာဖျက်ကသူကြီးကျယ်သုံးပြတဲ့ခါမှာဒီကနေ့ဖိလစ်ပင်းမှာဖြစ်သွားတယ်နော်နိုင်ငံမှာဆရာပြချတယ်ဒီဗီယက်နမ်လားဖိလစ်ပင်းလားအဲ့ဒီမှာတင်းအကြီးကိုဥဆောင်တဲ့တကယ်စီနီယာပါတာဖြစ်လာတယ်ဘုရားကသူရေးလေတော့သူစူတောင်းပြီးနာရောပါငိမ့်ကြဘာကိုပြောချင်တာအရင်ကကြဖြစ်ရတာပြောတဲ့သူကသူ့ရဲ့ဘုရားသားဖြစ်လာတဲ့အခါယေရှုရဲ့အသွေးတော်ယုံကြည်လာတဲ့အခါယေရှုရဲ့ပြုလုပ်ပေးတဲ့မှုကိုယုံကြည်လာတဲ့အခါသူ့ရဲ့အထဲကဆာလာမှုကပြောင်းလဲလာဟာလေလုယာအာမင်လူပြပြီးတော့ကျုပ်ကိုထဲမှာပြောတဲ့လူရှိလားဝက်လိုမျိုးလေးကျွန်တော်ကတော့ကျုပ်ကိုထဲမှာပဲအရင်ပြောတာမရှိပါဘူးသူစလာတတ်ရဲ့နေချင်းနဲ့တလာပပနေချင်းနဲ့မွေးမွေးလေးနေချင်းနဲ့ချိုးပြရင်မရှိတော့မှဟာနေရတော့ဆိုတော့ခန္ဓာကိုခန္ဓာကအနံ့နဲ့ထွက်လာဘူးဝတ်စံတော့ဘာဂိမ်းဆိုင်မလဲတလားမချိုးရင်လည်းဘာဖြစ်သဘောတဘာဝချင်းမတူဘူးအပြစ်သားရဲ့သဘောတဘာဝနဲ့ဘုရားသားရဲ့သဘောတဘာဝချင်းမတူတော့ဟာလေလုယာအာမင်ဒါကြောင့်ဒီကနေ့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်တာရီကောင်းသောအမှုကိုလူသားတွေပြစ်သားတွေအားလုံးအတွက်ပြည့်စုံစေခဲ့တာဖြစ်တယ်။တင်းရဲ့အပေါ်ယံအပြစ်ကလေးကိုပဲယူပေးပြီးတော့တိရစ္ဆာန်အသွေးလိုမျိုးမနေ့တုန်းကအပြစ်အတွက်ကိုပဲဘုရားရှင်မှာဖြူစင်စေတာပေါ့။ Once and for all, yesterday, today, tomorrow. တင်းရဲ့ဖြစ်တဘဝတစ်စားလုံးအတွက်တေချာတဲ့အမတ်အံကိုပေးတာဖြစ်တယ်။ Hallelujah. Amen. အဲ့လိုပြောလိုက်လို့ဘုရားသားဖြစ်ပြီးတော့မှလုံးဝအပြစ်မလုပ်နိုင်တော့ဘူးလို့ဆရာမပြောဘူး။လုံးပြီးတဲ့ချိန်ရှိလိုက်။ဘာမီတဲ့ချိန်ရှိလိုက်။ဇာတိထဲမှာတစ်ရှင်နေတယ်ဒါပေမဲ့သိချာတာတစ်ခုကသင်လုံးပြီးတိုင်းမှာတစ်ထဲမှာဝိညာဉ်ကအဲ့လိုလို့ဆိုတယ်။သင်ထဲမှာဝိညာဉ်ကတစိတ်ခတ်ထားတော့ကြောင့်ဖြစ်တယ်။ Hallelujah. Amen. သင်အဖြစ်ကိုပြောကြီးမလုပ်နိုင်တော့ဘူးဘုရားသားဖြစ်ပြီးတဲ့နောက်ပိုင်းအဖြစ်ကိုပြောကြီးလုပ်နေသေးတယ်ဆိုတော့ဘုရားယေရှုပြန်လာခဲ့ပါပြောချင်အဖြစ်လုပ်ရတော့အရင်ပြောနေသေးတယ်ဆိုတော့သင်ဟာစစ်မှန်တဲ့ဘုရားသားမဟုတ်ဘူး။ရောင်ဝါနဲ့သင်ယုံကြည်လာဖြစ်တယ်လို့ပြောချင်အဲ့တော့အဆုံးသတ်တယ်ဘုရားသားတကယ်မှန်သွားပြီဆိုရင်သင်မှာစိတ်ချမှုရှိတယ်။သင်ထဲမှာဘုရားနဲ့သင်နဲ့ဆက်သွယ်တဲ့အရာရှိတယ်။ Hallelujah. Amen. သင်ဟာ signal မိလာဖြစ်တယ်။ Hallelujah. Amen. ဖုန်းထဲမှာသူ့ရဲ့ particular SIM card ကိုထည့်လိုက်ပြီဆိုရင် MPT SIM card ကိုထည့်လိုက်ပြီဆိုရင်အဲ့ဒီဖုန်းက signal line လေးတက်လာတယ်။ MPT tower ရှိတဲ့နေရာတိုင်းမှာ MPT line မိတဲ့နေရာတိုင်းမှာသင်ဖုန်းကအသုံးပြုလို့ရတယ်။အသက်ရှင်လာ။အဲ့လိုပဲသင်ထဲမှာတန်ရှင်တော်ဝင်တော်ဘုရားကျင့်ဝတ်စံပယ်လာတဲ့အခါမှာဘုရားရဲ့ signal ပြန်မိလာတာဖြစ်တယ်။ Hallelujah. Amen. သင်က hello လို့ခေါ်တဲ့အခါမှာဘုရားကဘာလဲလို့ပြန်ထူးတယ်။ Hallelujah. Amen. အဘာလို့ခေါ်တိုင်းမှာဘုရားကဘာလဲငါသားလို့ပြန်ထူးတယ်။ငါတို့ကငါကိုတည်တယ်ငါလည်းငါတို့ကိုတည်တယ်
ဒါပေမဲ့သင်ဟာပြတ်သားဖြစ်နေလို့ဝမ်းနေပါသင်ထဲမှာစစ်မှန်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားမရှိတဲ့အတွက်သင်ကအဘာလို့ခေါ်တိုင်းမှာဘယ်သူကထူမှလဲစာရန်ကဟေးအသားလေးပြောကိုကထင်တာဘုရားကိုခေါ်နေတယ်လို့ထင်တာဘယ်ဟုတ်မလဲစာရန်ကပြန်ထူနေတာအရာပါရအောင်တချို့ယုံကြည်ရှိတယ်ဘုရားတော်နဲ့မှလူလိုသူလိုပဲသူများလိုပဲဆူတောင်းနေတာအဘာလို့ခေါ်ရမှာစာရန်ကဟေးအဲ့ဒီမှာဘာလို့မပါဘူးရေးချင်တယ် Ex-Battle College ကျောင်းမှာကျောင်းလူတွေလုံးဝမပါဘူးပါခဲ့ရင်တော့ဒီနေ့ညတော့နားကြပါဟာလေလုယာအာမင်ပါခဲ့ဘူးရင်တော့မှဒီနေ့ညတည်ယေရှုထပ်ပြန်လာယေရှုရဲ့သွေးတော်ကတင့်ကိုစောင့်ကြည့်ထူးခြားတဲ့တကုန်းနမိတ်လက္ခဏာတွေနဲ့တင့်ကိုပြုပြင်ပေးခြင်းတင်ထဲမှာတန်ရှင်တော်ဝင်တော့ဘုရားကိုဒဇင်တင်ခပ်ပေးခြင်းရှာရုံနိုင်ငံခြားသွားရင် passport ကိုပြရတယ် visa နဲ့ပြကြည့်သူရဲ့ immigration officer ကကြည့်ပြီးတော့အာဒါမန်တယ်သူကတေချာတဲ့ documentation လုပ်လာတယ်ငါနိုင်ငံထဲမှာလည်းပြဿနာမရှိတော့ဘူးသူ့လက်ခံဆုံးဖြတ်တယ်ဆိုရင်မလုပ်လဲဒဇင်နေလားမဟုတ်လားတုံးနေတယ်အဲ့ဒီတုံးနေနေတဲ့တန်ချမ်းဆရာတော့စိတ်ထဲမှာပေါ်သွားတယ်ငါတေချာပြီးငါဒီနိုင်ငံထဲကိုနေရတော့အဲ့ဒါလိုပဲဘုရားရဲ့ပြုခြင်းအမှုသခင်ယေရှုခရစ်တော်ကတင့်ကိုကယ်တင်ပေးတဲ့အမှုကိုသင်ကယုံကြည်လက်ခံတဲ့အခါမှာဘုရားကတင့်ကိုတန်ရှင်တော်ဝိညာဉ်တော်တစ်စိတ်သုံးကနေနှိပ်ပေးတယ်ဟာလေလုယာအာမင်နှိပ်ပေးတဲ့အခါမှာဘယ်သူမှပြန်ပြီးတော့ငါလက်ထဲမှာငါစုခံထားတဲ့ဘယ်သူမှပြန်ယူလို့မရဘူးဘုရားဟာလေလုယာအာမင်ဘယ်သူကမှယူလို့မရတော့ဘူးစာတန်ကလည်းတော့တစ်ချိန်လာပြီးလက်ပြလို့မရတော့ဘူးဘာဖြစ်လို့လဲအထဲမှာဆောင်းချောက်ပေးတယ်အထဲကနေကိုဆောင်းချောက်ပေးတာဖြစ်သိကြအောင်လို့တချို့ကဘုရားရှိခိုးသွားတဲ့အခါမှာကိုယ့်ကိုယ်ကြည့်ပြီးတော့သွားတယ်ပေါ့ဟာအပြည့်စုံပါဘူးငါပြစ်သားငါပြစ်လုံးမိထားတာမနေရဘုရားရှိခိုးမှာငါတိုးရင်ငါဘုရားငါ့ကိုနားထောင်ခြင်းမလားမသိဘူးငါပြစ်နဲ့ကြွယ်ဝတော့သူဖြစ်တယ်ဘုရားသားဖြစ်ပြီးတဲ့နောက်ပိုင်းမှာအပြစ်နဲ့ကြွယ်ဝတော့သူဖြစ်ပါတယ်ကျွန်မအပြစ်ကြီးပါတယ်တာအပြစ်ကြီးပါတယ်သမီးအပြစ်ကြီးပါတယ်နဲ့ခဏခဏပြောကြဒါဟာဒီမတန်မှမမှန်လေဝဲမှာဘုရားကသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့သင်ကယုံကြည်လက်ခံလိုက်တဲ့နေ့ကစပြီးတော့သင်ကိုကြည်တာမဟုတ်တော့ဘူးသင်ရဲ့ယုံကြည်ခြင်းကိုကြည်တာဖြစ်တယ်ဟာလေလုယာအာမင်တမဟောပါရက်ပူဇော်လာတဲ့အခါမှာပါလာတဲ့ရက်ကောင်လေးကိုယေပရောဟိတ်ကြီးကတေချာစစ်ဆေးတာဖြစ်တယ်ဂျိုဂျိုလာနရွက်ပဲ့နေလားအမိပြက်နေလားခွာနာနေလားတေချာလေးကြည့်လိုက်ယေပရောဟိတ်ကသူမကြည့်တဲ့ဟာတော့ဘာလို့လဲတကယ်ပြစ်လုပ်တဲ့လူမကြည့်ဘူးလူကိုတော့မကြည့်ဘူးတေချာလေးတတိယစိတ်တယ်နော်အပြစ်လုပ်တာကဘာလို့လဲစစ်ဆေးတာကဘာလို့လဲရက်ကောင်စစ်ဆေးတာတင်ကအပြည့်လုံးလို့မလို့ရက်ကောင်ကိုခေါ်လာတာလေဟုတ်လားမဟုတ်ဘူးလားတင်ကိုစစ်ဆေးနေမှာပဲတွေ့မလဲအပြည့်ပဲတွေ့မှာတင်ကိုသူမစစ်ဘူးဘုရားကသူ့ရှိကိုလာတဲ့အခါမှာအပြည့်သားဖြစ်တဲ့တင်ကိုမကြည့်ဘူးတင်ကိုကြည့်ရင်တော့အပြည့်ပဲတွေ့မယ်ဆိုသူမျောနေထားပြီးသားလေမအော်ဘူးလေဒါပေမဲ့သူကြည့်တာကဘယ်လိုကြည့်လဲတဲ့အတွက်ရက်ကောင်ဖြစ်တဲ့ပူဇော်ခြင်းခံခဲ့ရတဲ့ယေရှုဟာ perfect sacrificial savior ယေရှုကပြည့်ပြည့်စုံတဲ့ရက်ကောင်ဖြစ်တယ် hallelujah အာမင်ယေရှုကိုကြည့်တဲ့အခါမှာတိတ်ပြီးတော့ဘုရားရဲ့စိတ်နှလုံးထဲမှာအယံဝိတယ်တိတ်ကောင်းတဲ့ရက်ကောင်
အဲ့တော့ကျွန်တော်တို့တွေကယ်တင်ခြင်းခံထားရတဲ့သူတွေအားလုံးဘုရားရှိခိုးမှာကျွန်တော်တို့ပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ကိုဘုရားကဘာကိုကြည့်မှလဲကျွန်တော်တို့ကိုကြည့်မှလားမကြည့်ဘူးလားမကြည့်ဘူးယေရှုကိုကြည့်မှဖြစ်တယ်သင်ထဲမှာယေရှုရဲ့တစိတ်ခတ်ထားတဲ့တန်ရှင်သောဝိညာဉ်တော်ရှိမရှိပဲကြည့်မှဖြစ်တယ်ဟာလေလုယာဒါကိုသိချနားမလဲတဲ့အခါတချို့သောယုံကြည်သူတွေကကယ်တင်ခြင်းရထားပြီလို့ကြွေးကြော်နေပေမဲ့ယေရှုဖျားပြန်ကြွလာမအောင်ကြောက်နေတဲ့ကယ်တင်ခြင်းရထားတဲ့ယုံကြည်သူတွေရှိတယ်။ဒါမှမဟုတ်ရင်လည်းကောင်းကင်သွားမယ်တရားစီရင်ရာနေ့ကိုကြောက်နေတဲ့ယုံကြည်သူတွေလည်းရှိတယ်။အော်ဆရာနော်ဘုရားတော်ကတင်းထောက်လူကြီးတယောက်ကိုတဲ့သူတို့ရဲ့မိတ်ဆွေတယောက်ကမေးတယ်ဒီကနေ့ဖျားကြွလာလို့ရှိရင်ဒီနေ့ကျွန်တော်တို့ကဘာကြီးပြက်ပြီးတော့ဖျားကကျွန်တော်တို့ကိုချီဆောင်ပြီးတော့ကောင်းကင်ကိုတည်သွားမယ်ဆိုခင်ဗျာပျော်မလားလို့မေးတော့အဲ့ဒီလူရမှာပြန်ပြောလိုက်တယ်ဆိုတော့အုပ်စုလိုက်ကွာငါတို့အုပ်စုလိုက်ကြီးနဲ့ငါတို့တည်မယ်ဆိုတော့ငါပြောပါလေဒါပေမဲ့ငါတယောက်တည်းဆိုတော့ငါမပြောဘူးတဲ့ဘာဖြစ်လို့လဲလို့မေးတော့ငါတယောက်တည်းဆိုရင်လည်းငါ့အများကြီးမေးရင်ငါလုတ်ခဲ့တဲ့ဟာတွေအများကြီးဖျားချစ်ပါသူလုတ်ခဲ့တဲ့ဟာတွေအလုံးကိုပြန်ဖော်မှာကိုအရန်ကြောက်တယ်ဒါကတေချာတမန်တရားကိုမလေ့လာဖြစ်တယ်ဘုရားကတင့်ကိုကြည့်တဲ့အခါမှာကောင်းတာမရှိဘူးဆိုတာကိုကောင်းကောင်းသဘောပေါက်သဘောပေါက်လို့မလို့သူ့ရဲ့သားတော်သခင်ယေရှုခရစ်တော်ကိုခြေလွတ်ပေးခဲ့တာဖြစ်တယ်အယံကောင်းတဲ့သူ့ရဲ့သားတော်အဖြစ်ငါတို့တွေဟာအားလုံးဟာကယ်တင်ခြင်းကိုရတာဖြစ်တယ်ဒါကြောင့်ဘုရားရှိခိုးငါတို့သွားတဲ့အခါမှာတရားသူကြီးဖြစ်တဲ့ခမည်းတော်ဘုရားဟောကြည့်တဲ့အခါမှာရက်ကောင်ဖြစ်တဲ့ယေရှုကိုမြင်ပါတယ်ယေရှုကပြည့်စုံအောင်လုပ်ပေးထားပြီးဖြစ်တဲ့အတွက်ကြောင့်ငါတို့ဟာကောင်းကင်တရားဟောအေးစစ်စစ်နဲ့သွားကြဟာလေလုယာအာမင်ငါတို့ဟာထောင်ရတဲ့ဆိုင်ရဲ့အမွေကိုငါတို့ခံရမယ်သိကြတဲ့အကြောင်းတရားဖြစ်ဒါကြောင့်ကိုယ့်ရဲ့ကောင်းမှုကုသိုလ်အဖြစ်ဒီကနေ့တင်နိုင်ငံတော်ကိုဝင်စားဖို့အချိုးစားပါနဲ့တင်ရဲ့ကောင်းမှုကုသိုလ်ကိုလုပ်ခြင်းအဖြစ်တင်ပွားနိုင်မယ်ဆိုရင်တင်ထက်ပို့ပြီးတော့ကြိုးစားတဲ့မွတ်စလင်တွေရောက်တင်ထက်ပို့ပြီးကောင်းတဲ့ဗုဒ္ဓဘာသာတွေအများကြီးရောက်သွားလိမ့်မယ်။ဒါပေမဲ့မိမိရဲ့ကိုချင်းတရားအကျင့်သီလအဖြစ်ငါတို့ကရတာမဟုတ်ဘဲနဲ့သခင်ယေရှုခရစ်တော်ပြုပေးခဲ့တဲ့အမှုအဖြစ်ငါတို့ဟာကယ်တင်ခြင်းကိုသိချပါစိတ်ချလက်ချရမယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ဒီမှာလို့ပါ။တန်ရှင်တော်ဝင်တော်ပြတဲ့ထဲမှာရောက်လာတဲ့အခါမှာတင့်ကိုလမ်းပြပေးခြင်းမဆပေးခြင်းကောင်းကြီးပေးခြင်းနဲ့တင့်ကိုချင်းမြောက်ခြင်းနဲ့ဒါပေမဲ့ပြဿနာကပါလဲကိုကအဲ့ဒီတန်ရှင်တော်ဝင်တော်ဘုရားကိုနေရာမပေးတတ်ဘူးနေရာမပေးတတ်တဲ့အခါမှာတန်ရှင်တော်ဝင်တော်ဘုရားကနေရာယူလို့မရတဲ့တက်တော့ဒီနေ့ကိုစမ်းစစ်ကြည့်ပါပြန်မေးကြည့်ပါငါဘယ်နှခါလောက်ဘုရားကိုနေရာပေးပြဿနာတွေဖြစ်လာတဲ့ဘဝခက်ခဲပြီးကြုံတွေ့လာရတယ်ဘုရားကိုဖြည့်ရှင်းဖို့အတွက်ဘယ်နှခါလောက်ဒူးထောက်ပြီးတော့တန်ရှင်းသောဝင်တော်ဘုရားကိုအားကိုးပြီးတော့မဆာခြင်းကိုခံယူလို့တယ်ဒီနေ့ကိုယ့်ရဲ့အသက်တာမှာဝိညာဉ်ရေးရခန်းချောက်နေတယ်လို့ခံစားရရင်အဲ့ဒီတန်ရှင်းသောဝင်တော်ဘုရားအရှိမဒူးထောက်ပြီးတော့ကိုရောနေရာယူပေးပါကိုရောနေရာပေးပါတယ်ကျွန်တော်တို့ဘယ်နှခါပြောမှုကြနေရာပေးတတ်ဖို့အများကြီးကြည့်တချို့သောယုံကြည်သူတွေကပြောရဆရာရဲ့တဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားကရှိပြီးသားမဟုတ်ဘူးလားတဲ့ဝိညာဉ်တော်စင်ကြွတော်မူပါတခါလာလိုက်ဝိညာဉ်တော်စင်ကြွတော်မူပါမရှိဘူးလားတဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားတဲ့ဘာဖြစ်လို့ခေါ်တာလဲအဖြေရှိလားသားတော့မရှိလားအမင်းတို့မရှိဘာလဲဘာဖြစ်လို့လဲတန်ရှင်တော်ဝင်တော်ဘုရားရှိတာသိတာပေါ့ဒါပေမဲ့ဘာလို့နေတာလဲ
တရားဝင်ဖိတ်ခေါ်တရားဝင်နေရာပေးနေဟုတ်လားမဟုတ်ဘူးလားဟုတ်ပါတယ် မရှိလို့ခေါ်တာမဟုတ်ဘူးရှိလို့နေရာပေးနေတာဖြစ်တယ်ဟာလေလုယာအာမင်ဝိညာဉ်တော်ဘုရားကနေရာပေးတာကိုကြိုက်တဲ့ဘုရားဖြစ်တယ်ဒီနေ့ဆရာတို့ဝိညာဉ်တော်ဘုရားနေရာပေးရဖို့ပြောချင်ဒီနေ့ဆရာတို့ဆက်ပြီးတော့ praise and worship ရှေ့ဦးနဲ့ထွက်လာအနေငယ်ဆရာတို့အရှင်တော်ဝိညာဉ်တော်ဘုရားကိုနေရာပေးရဒီနေ့ညမှာဆရာတို့ဘုရားခင်တာမှာဆက်ကမယ်ပြီးတော့ဒီနေ့ညမှာဒီ spiritual emphasis week မှာဆရာတို့လုပ်ခဲ့တဲ့အရာအဖြစ်နော်ကိုယ့်ရဲ့အသက်တာမှာထူးခြားတဲ့ပြောင်းလဲမှုတွေကိုယ့်ရဲ့အသက်တာမှာရှင်းလင်းမှုတွေဖြစ်တယ်ဒီဆောက်ဆရာအကြောင်းတွေရှိတယ်ဆိုရင်ဆရာတို့ဝန်ခံပြီးတော့ရှေ့ကိုထွက်လာမယ်ပြီးတော့နောက်မှာထိုင်နေတဲ့ဆရာနှစ်ယောက်ကိုလည်းယေရှုနာမနဲ့ရှင်မြင့်ကိုကြွလာဖို့ဖိတ်ခေါ်ခြင်းနဲ့အသက်တာထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားကတုတ်တည်ခြင်းခံစားရတယ်ဆိုရင်ဆရာတို့ဒီဆိုနေတဲ့ချိန်မှာဒီက praise and worship team ကဒီဆိုမယ်အဲ့ဒီချိန်မှာရှေ့ကိုထွက်လာမယ်ဆရာတို့ကဆုတောင်းပေးမယ်တနစ်တာကာလပတ်လုံးအတွက်ဆရာတို့လိုနေတာကပတ်စံမဟုတ်ဘူးတနစ်တာကာလပတ်အတွက်ဆရာတို့လိုနေတာကအခြားသောအရာတွေတစ်ခုမှမဟုတ်ဘူးဆရာတို့လိုတာကတန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လမ်းပြဖို့လိုအပ်တယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားအတူပါရှိမှုလိုအပ်တယ်အဲ့ဒီအရာတွေကိုဆရာတို့ဆုတောင်းပေးမယ်ပြီးတော့အနာရောဂါအတွက်ဆုတောင်းခံခြင်းရင်လည်းရှေ့ကိုထွက်လာမယ်ဆရာတို့ဆုတောင်းပေးမှာဖြစ်ပါတယ်ဘုရား